အမေဖြစ်သူဆုံးပါသွားပြီးနောက်ဘိုးဆိုတဲ့လူငယ်လေးဟာသူ့ရဲ့သိပ္ပံဆရာမစ္စတာဂရန်ဂျာစီကနေအပိစကားနဲ့ပညာသင်ဆုရရှိတဲ့အကြောင်းအတမတ်စစ်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနည်းပူဆွေးနေတဲ့ဘိုးဟာစိတ်ပြက်လက်ပြက်နဲ့အဲ့ဒီမက်ဆေ့ကိုဖျက်ပစ်လိုက်ပြီးသူ့ရဲ့တောက်ပနိုင်တဲ့အနာဂတ်ကိုပါလက်လွတ်လိုက်ပါတော့တယ်။တစ်နှစ်အကြာမှာတော့ဘိုးဟာညီမလေးတီနာကိုလှုပ်ကြွေးဖို့အတွက်လမ်းဘေးမှာမျက်လှည့်ပြပြီးပတ်စံရှာနေရတဲ့ဘဝကိုရောက်နေပါပြီ။သူဟာဟိုလီဆိုတဲ့ကောင်မလေးတစ်ယောက်ကိုလက်စွပ်လေထဲပြန်နဲ့မျက်လှည့်ပြပြီးဆွဲဆောင်နိုင်ခဲ့ပါတယ်။တကယ်တော့ဒီမျက်လှည့်တွေရဲ့နောက်ွယ်မှာပြို့ဝှက်ချက်တစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ဘိုးဟာသူ့ရဲ့လက်မောင်းအရေးပြားအောက်ထဲမှာလျှက်စစ်တန်လိုက်ပတ်လန်း electromagnet တစ်ခုကိုကိုယ်တိုင်တီထွင်ပြီးခွဲစိတ်ထည့်သွင်းထားတာပဲဖြစ်ပါတယ်။ဒီစမ်းသစ်တဲ့တီထွင်ကြောင့်ထူးခြားတဲ့မျက်လှည့်တွေပြသနိုင်ပေမဲ့ရေရှည်မှာတော့သူ့လက်မောင်းကိုအမြဲတမ်းအနာတရားဖြစ်စေပြီးပိုးမဝင်အောင်ပုံမှန်ဆေးထည့်နေရရှာပါတယ်။လမ်းဘေးမျက်လက်ပြယုံနဲ့ဝင်ငွေမလောက်ငှတဲ့အတွက်ဘိုးဟာအင်ဂျီလိုဆိုတဲ့လူမိုက်ဂိုင်းချုပ်ကြီးစီမှာမူရစ်စေဝါဖြန့်ချီရေးသမားအဖြစ်တရားမဝင်အလုပ်လုပ်ကိုင်နေရပါတယ်။ဘိုးဟာသူ့ရဲ့လက်သွက်တဲ့မျက်လက်ပညာကိုတုံးပြီးရဲတွေရဲ့စစ်ဆေးမှုကိုပါကျွမ်းကျင်စွာရှောင်ရှားနိုင်ခဲ့သူပါ။တရက်မှာတော့အင်ဂျယ်လိုကသူ့ရဲ့နေမြေထဲဝင်ပြီးဆေးလာရောက်တဲ့ပြိုင်ဘက်မော်ရီရဲ့အချက်လက်ကိုစုံစမ်းဖို့ဘိုးကိုခိုင်းစေခဲ့ပါတယ်။ဘိုးဟာမျက်လက်ပညာနဲ့ပဲမော်ရီရဲ့ဖုန်းကိုခိုးယူပြီးချက်လက်တွေကိုအင်ဂျယ်လိုစီအနံ့နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဘိုးဟာဟောလီနဲ့ချင်းတွေ့ပြီးချီရေးအဆင်ပြေနေချိန်မှာပဲမူရစ်ကိုင်းတွေရဲ့ပဋိပက္ခကြားတဲ့ပုံမနဲ့ဆိုင်စွာပါဝင်ပတ်သက်လာရပါတော့တယ်။အင်ဂျယ်လိုဟာမော်ရစ်ကိုပြန်ပေးဆွဲပြီးတတ်မှတ်နေမြေကထွက်သွားဖို့ချိန်ချောက်တဲ့အပြင်ဘိုးကိုပါဓာတ်နဲ့မော်ရစ်ရဲ့လက်ကိုဖျက်ခိုင်းပြီးလူမိုက်တွေးသွင်းခဲ့ပါတယ်။ဒီလိုအနေနဲ့များတဲ့ဘဝကနေရုပ်ထွက်ခြင်းနဲ့ဘိုးဟာငွေမြန်ရဖို့အတွက်အင်ဂျယ်လိုပေးတဲ့လူရစ်ဆေးတွေထဲမှာမိုးဖုတ်ဆိုတာကိုရောနော်ပြီးအရေးအတွက်ပွားကကိုးရောက်မှုကြံစည်ခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲအင်ဂျယ်လိုကဒီအကွက်ကိုလိမ့်မိသွားပြီးဘိုးကိုပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်ပါတော့တယ်။အင်ဂျယ်လိုကစေဘိုရင်းနှီးငွေအပြင်ဒဏ်ငွေပါပေါင်ပြီးဒေါ်လာ4000ခွဲကိုတစ်ပတ်အတွင်းခံပေးဖို့မပေးနိုင်ရင်အသက်ခံရမယ်လို့ရာဇသံပေးလိုက်ပါတယ်။ဘိုးဟာပိုင်ဆိုင်သမျှပစ္စည်းတွေရောင်းမျက်လှည့်တွေအဆက်မပြတ်ပြပြီးဝေရှာပေမဲ့ဒေါ်လာ9000ခန့်လိုအပ်နေသေးတာကြောင့်နောက်ဆုံးမှာလူမိုင်းမမလူနာရဲ့ကလပ်ကကာကွယ်ရေးစနစ်တွေကိုသူ့ရဲ့လျှက်စစ်တန်လိုက်လက်မောင်းနဲ့ဖြစ်စီကလပ်ကကာကွယ်ထားတဲ့တက်ပြီးတက်ဘေးကင်းလုံခြုံရေးတစ်တာတွေကငွေတွေကိုခိုးယူခဲ့ပါတယ်။ဒုက္ခတစ်ခုပြီးတစ်ခုဆိုသလိုပဲငွေတွေရပြီးပြန်ထွက်မှာမော်ရစ်နဲ့သူ့လူတွေကဘိုးကိုကလပ်အပြင်မှာဖန်စီပြီးပတ်စံအိတ်ကိုလူယူသွားတဲ့အပြင်ကားနောက်ထဲပိတ်ထားခဲ့ပါတယ်။ဘိုးဟာသူ့ရဲ့တန်လိုက်ပညာနဲ့ပဲလက်ထိတ်ကိုဖြုတ်ပြီးထွက်ပြေးလွတ်မြောက်ခဲ့ပြီးနဲ့ပတ်စံအားလုံးဆုံးရှုံးသွားခဲ့ရပါပြီ။ပတ်စံလည်းမရအချိန်လဲဆေးသွားတဲ့အခါအင်ဂျယ်လိုဟာဘိုးရဲ့အိမ်ကိုဖျက်ဆီးပြီးညီမလေးတီနာကိုပြန်ပေးဆွဲသွားပါတော့တယ်။ညီမဖြစ်သူကိုကယ်တင်ဖို့အတွက်ဘိုးဟာသူ့ရဲ့သိပ္ပံဆရာမစ္စတာဂရန်ဂျာစီကိုတွားရောက်အကူအညီတောင်းခဲ့ပါတယ်။ဆရာဖြစ်သူရဲ့ကြံဉာဏ်နဲ့အကူအညီမှုကြောင့်ဘိုးဟာသူ့ရဲ့လက်မောင်းကလျှက်စစ်တန်လိုက်ဆက်ပင်အားကိုကားတစ်စီးလုံးကိုဆွဲရွှေ့နိုင်တဲ့အထိစွမ်းအားမြင့်တင်နိုင်ခဲ့ပါတယ်။စွမ်းအားပြည့်သွားတဲ့ဘိုးဟာအင်ဂျယ်လိုရဲ့အိမ်ကိုတယောက်တည်းတွားရောက်စီးနှင်းပါတော့တယ်။အင်ဂျယ်လိုရဲ့လူမိုက်တွေကတနက်တွေနဲ့ဖိထက်ပေမဲ့ဘိုးဟာသူ့ရဲ့အစွမ်းထက်တန်လိုက်ဆက်ပင်ကိုတုံးပြီးကြီးစံတွေကိုလေထဲမှာတင်ရက်တန့်ပစ်ခဲ့ပါတယ်။အဲဒီနောက်ကြီးစံတွေကိုစိတ်နဲ့ထိန်းချုပ်ပြီးအင်ဂျယ်လိုရဲ့ဦးကောင်းတက်တဲ့မှာချိန်ရွယ်ကချင်းချောက်ပြီးညီမလေးတီနာရှိတဲ့နေရာကိုပြောခိုင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘိုးဟာအင်ဂျယ်လိုစီကိုသူ့မှန်တကယ်အကျွေးတင်နေတဲ့ဒေါ်လာ1000ခွဲကိုပဲပြစ်ပေးခဲ့ပြီးညီမလေးတီနာကိုဘေးကင်းစွာတွားရောက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။အသက်အန္တရာယ်ကြားကနေအောင်မြင်စွာရုန်းထွက်နိုင်ခဲ့တဲ့ဘိုးတီနာနဲ့ဟောလီတို့3ယောက်ဟာလော့စ်အိန်ဂျလိစ်မြို့ကနေဆန်ဒီယေဂိုမြို့သစ်စီကိုပြောင်းရွှေ့ပြီးဘဝတစ်ခုကိုစတင်ခဲ့ကြပါတယ်။ဘိုးဟာလမ်းမကနေရုန်းထွက်ပြီးသူ့ဝါသနာပါတဲ့မျက်လက်ပညာနဲ့ပဲရိုးသားစွာအသက်မွေးရင်းတာယာတဲ့မိသားစုဘဝလေးကိုပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။